ချမ်းသာခြင်းလိုက်နာရမယ့်နီလန်၃ခုရှိတယ်။ဒီနီလန်၃ခုကိုမြန်မာပြည်ရဲ့စီးပွားရေးပညာရှင်ကြီးပတ်စီဦးသိန်းထွန်းမကွယ်လွန်ခင်ကပြောပြခဲ့တာပါ။နီလန်၁ပတ်စံကိုအုပ်ချုပ်တဲ့ပညာကိုသင်ပါ။နီလန်၂ပတ်စံရှာတဲ့ပညာကိုသင်ပါ။နီလန်၃ကိုပတ်စံရှာပေးမဲ့သူတွေကိုငှားရမ်းပါတဲ့ဆရာကြီးပြောသွားခဲ့တဲ့၃ချက်ကနေနေအောင်ကိုမှန်တယ်။ပြီးတော့ဆရာကြီးကဒီ၃ချက်လုံးရဲ့အထိပ္ပယ်တွေနဲ့နီလန်တွေကိုပြောပြခဲ့ပါတယ်။နီလန်တိဖြစ်တဲ့ပတ်စံကိုအုပ်ချုပ်တဲ့ပညာကိုတက်အောင်သင်ပါဆိုတော့ငွေကြေးပညာကိုတက်အောင်သင်ခိုင်းတာမြန်မာပြည်မှာလူတော်များများကငွေများများရှာနိုင်လေလာသာကောင်းကောင်းရလေချမ်းသာလာလေပဲလို့ထင်ကြတယ်အဲ့ဒါတကယ်တော့အပြည့်မမှန်ပါဘူးဘလောက်ပဲလာသာကောင်းကောင်းငွေဝင်ငွေကြေးပညာမရှိရင်အလကားပဲအားလုံးကြားဖို့မဲ့စကားတစ်ခွန်းရှိတယ်ချမ်းသာခြင်းငွေမစုနဲ့ရင်းနှီးမြုပ်နှံဆိုတာဒါပေမဲ့ငွေကြေးပညာရဲ့ကိုသာနားမလည်ထားရင်ဘလောက်ရင်းနှီးမြုပ်နှံမယ်ဘလောက်ကိုစုထားမယ်ဘာကိုတော့ဘယ်နေရာမှာသုံးမလဲဘယ်လုပ်ငန်းမှာဘလောက်ရင်းနှီးရမလဲဆိုတာသိမှာမဟုတ်ဘူးဒါကြောင့်ငွေကြေးချမ်းသာလူသူတွေအနေနဲ့စီးပွားရေးပညာမားကတင်းပညာရပ်တွေနဲ့နေတူငွေကြေးပညာကိုလေ့လာထားဖို့လိုပါတယ်နီလန်နှစ်ကပတ်စံရှာတဲ့ပညာကိုသင်ပါတယ်ဆရာကြီးပြပြခဲ့တဲ့ပတ်စံရှာတဲ့နီလန်ဆိုတာ2မျိုးပဲရှိတယ်အဲ့ဒါမားကတင်းနဲ့ဆယ်လင်းပဲဘယ်စီးပွားရေးမဆိုဈေးရောင်းရပါတယ်ဈေးမရောင်းရတဲ့စီးပွားရေးဆိုတာမရှိပါဘူးဈေးရောင်းကောင်းမှုဆိုရင်လည်းမားကတင်းကောင်းဖို့အရေးကြီးပါတယ်မားကတင်းကောင်းကောင်းလုပ်တတ်မှကိုကုန်ပစ္စည်းကိုလူသိမှာပါကိုကုန်ပစ္စည်းကိုလူသိမှဈေးရောင်းရမှာပါဒါအယူရှင်းဆုံးနည်းလမ်းပါပဲဒါကြောင့်မလို့မားကတင်းလုပ်တတ်ဖို့အရင်အရေးကြီးပါတယ်မားကတင်းမပါတဲ့စီးပွားရေးကတစ်လတစ်သိန်းပဲရောင်းရတယ်ဆိုရင်မားကတင်းပါတဲ့စီးပွားရေးကတစ်လ10သိန်းဆိုလဲဟုတ်တယ်သိန်း100ဆိုလဲဟုတ်ပါတယ်ဆရာကြီးပြောသွားတဲ့စကားတစ်ခုရှိပါတယ်မားကတင်းလုပ်တဲ့ဆိုတဲ့နေရာမှာစိတ်ပညာ80%ထိပါဝင်ပါတယ်တဲ့ဆရာကြီးပြောမှကျွန်တော်လည်းသတိထားမိသွားတယ်ကျွန်တော်တို့တနေ့မြင်တွေ့နေတဲ့ကြော်ညာတွေအများစုဟာဒီကုန်ပစ္စည်းကိုဝယ်ပါဆိုပြီးတဲ့ရောင်းနေတာမျိုးမရှိဘူးမားကတင်းလုပ်တဲ့သူတွေဟာကျွန်တော်တို့ကိုစိတ်ပညာအရနီးစနစ်အမျိုးမျိုးနဲ့လှည့်စားပြီးတော့ဈေးရောင်းနေကြတာပါဒါကိုကျွန်တော်တို့သတိမထားမိတာပဲရှိပါတယ်ကုန်ပစ္စည်းချင်းတူသူကဘာလို့ရောင်းရပြီးကိုကဘာလို့မရောင်းရလဲဆိုတာမားကတင်းမရှိလို့ဖြစ်ပါတယ်ဒါကြောင့်စီးပွားရေးမှာမားကတင်းကိုစနစ်တကျမလုပ်တတ်ရင်ရေရှည်မှာကိုယ့်ရဲ့စီးပွားရေးဟာကျန်ခဲ့ပါလိမ့်မယ်ကိုယ့်ရဲ့လုပ်ငန်းမှာမားကတင်းကိုစနစ်တကျလုပ်တတ်ဖို့အတွက်တက်လန်းကနေ marketing and selling ဆိုတဲ့သင်တန်းလေးဖွင့်လှစ်ပေးထားပါတယ်ဒီသင်တန်းလေးကဘာထူးခြားလဲဆိုရင် theory တွေ definition တွေကိုထိုင်ပြီးရှင်းပြရင်အချိန်ကုန်သွားမှာမဟုတ်ပဲတကယ်ဈေးကွက်မှာအသုံးချလို့ရမယ့် marketing နည်းလမ်းတွေအယောင်နည်းလမ်းတွေကိုရောက်အင်းဆိုပြီးပေးမှာဖြစ်ပါတယ်လူချင်းမင်းတို့ဆိုင်ရောင်းမကောင်းမှုဖြစ်နေလားကျွန်တော်တို့သင်တန်းကပေးတဲ့နည်းစနစ်တွေကိုသာသုံးကြည့်လိုက်ရောင်းအားတက်လုံးလို့ရပ်ပါအောင်လို့ပြောယူရတဲ့အထိကိုရောင်းအားတွေတက်လာပါလိမ့်မယ်ဘာလို့လဲဆိုရင်အခုကျွန်တော်တို့တင် जा ပေးမဲ့သင်ခန်းစာတွေဟာကျွန်တော်ကိုယ်တိုင်နိုင်ငံတကာကစီးပွားရေးပညာရှင်တွေစီမှာဒေါ်လာရာချီပေးပြီးမှတက်ခဲ့ရတဲ့ psychology of marketing